ကျမတို့လက်ထပ်စာချုပ်သွားလို့ရမယ့်နေ့မှာပဲဘေးနားကပစ္စည်းထဲတဲ့အကန့်တဲက strawberry တကြားလုံးတစ်လုံးယူစားမိလို့ငါးနှစ်ပတ်လုံးတွဲလာခဲ့တဲ့ရီစာရဲ့ကားပေါ်ကနေမောင်းချခြင်းကိုခံခဲ့ရတယ်။ဒါချွတ်ချွတ်အတွက်အထူးဝယ်ထားတဲ့တကြားလုံးလေးမင်းကဘာလဲတကြားလုံးတရေပူနေတာလား။သူများဟာကိုတောင်လူစားရလား။စင်းစမ်းမိုးရဲ့ရေထဲမှာရက်ပြီးမင်းမလုတ်ခဲ့လဲဆိုတာပြန်ဆင်ကျင်နေလိုက်ငါချွတ်ချွတ်အတွက်တကြားလုံးထပ်ဝယ်ပြီးရင်မင်းကိုမြို့တော်ခမ်းမစီလာခေါ်မယ်။အပြင်မှာတော့မိုးတွေတဲတဲမဲမဲရွာနေပြီးရှင်ဘိုးရင်ကတော့လီဘာကိုနင်းပြီးမောင်းထွက်သွားခဲ့တယ်။အဲ့ဒီညနေပိုင်းမှာရီချာချူကရှင်ဘိုးရင်ရဲ့ကရင်ပေါ်ကနေ selfie ပုံတစ်ပုံတင်ခဲ့တယ်။တယောက်ကတော့ကျမကိုစိတ်ချမ်းသာအောင်လုပ်ပေးဖို့သူ့မင်္ဂလာဆောင်ကိုတောင်ရွှေဆိုင်ပြီးမြို့ထဲက strawberry တကြားလုံးတွေအကုန်လိုက်ဝယ်ပေးနေတယ်တကယ်လူလိမ္မာလေးပဲ။ရက်အနေငယ်ကြတော့ရှင်ဘိုးရင်စီက message ဝင်လာတယ်။ငါချွတ်ချူကိုစိတ်ဆိုးပြေအောင်ချော့လိုက်ရပြီးသူကငါတို့ကိုလက်ထပ်လို့ရပြီးတဲ့မင်းပဲမှာလဲ။ငါလာခေါ်မယ်။ဒါပေမဲ့ကျမကတော့ပြုံးပြီးသူ့ဖုန်းနံပါတ်ကို block work လိုက်ရုံပါပဲဘာပဲဖြစ်ဖြစ်ကျမကို3ရက်တိုင်ပစ်ထားတဲ့အတွက်ကျမကတော့တခြားလူတယောက်နဲ့လက်ထပ်လိုက်ပြီလေ။ဝင်းချီကမင်းနေမကောင်းဘူးဆိုပြီးငါ့ကိုစိတ်ဒုက္ခမပေးနဲ့ချူချူကတွေးတကြားတက်နေနေတာအဲ့ဒီတကြားလုံးတွေကသူ့အတွက်ဆေးပဲမင်းကသူ့တကြားလုံးကိုစားလိုက်တော့သူ့အမောဖောက်ရင်ဘယ်လိုလုပ်မလဲ။ငါနှစ်တာချစ်ချင်းမြတ်တာကချူချူရဲ့ strawberry တကြားလုံးတစ်လုံးကိုတောင်မရှင်နိုင်ခဲ့ပါဘူးရှင်ဘိုးရုံရဲ့ငယ်တငယ်ချင်းဖြစ်ခဲ့တဲ့အတွက်ချူချူမျက်ရည်တစ်စက်ကြတိုင်းသူကအသက်ကိုတောင်ဂရုမစိုက်ပဲအမြဲကာကွယ်ပေးခဲ့တယ်ကျမရန်ဖြစ်ခဲ့တယ်ငိုခဲ့တယ်စိတ်ဓာတ်တွေကျခဲ့ဘူးတယ်ဒါပေမဲ့ရှင်ဘိုးရုံကကျမကိုဖက်ပြီးအမြဲနဲ့တိတ်ပေးခဲ့ဘူးတယ်ငါသူ့ကိုညီမလေးတယောက်လိုပဲသဘောထားတာပါငါချစ်တာမင်းတယောက်တည်းကျမသူ့ကိုယုံခဲ့မိတယ်သူတို့တွေစီးကြော်တာကိုတစ်ခါပြီးတစ်ခါခွင့်လွှတ်ခဲ့တယ်နောက်ဆုံးမိုးရဲ့ရေထဲမှာတတိလစ်သွားတဲ့အထိပါပဲအဲ့ဒီနောက်ရှင်ဘိုးရန်ရောက်လာပြီးကျမကိုဆွဲခေါ်သွားခဲ့တယ်ထားလိုက်တော့ဒီတစ်ခါတော့ငါမင်းကိုစိတ်မဆိုးတော့ဘူးနောက်ခါကျရင်ကို့နေရာကိုတိပါချူချလဲစိတ်မဆိုးတော့ဘူးဆိုတော့မြန်မြန်ကနောက်လိုက်ခဲ့ငါတို့လက်ထပ်ကြမယ်ကျမရှင်ဘိုးရဲ့လက်ကိုယုံကန်ပြီးဖယ်လိုက်တယ်လက်ထပ်မယ်ဟုတ်လားဒီချူကကောမင်းကိုလက်ထပ်ခွင့်ပေးမှမို့လို့လားရှင်ဘိုးရင်ခိတ္တမြငြိမ်သက်သွားပြီးမှပြန်ဖြေခဲ့တယ်ငါသူ့ကိုမပြောရသေးဘူးဒါပေမဲ့စိတ်မပူပါနဲ့သူခဏလေးကြည်ကြနေတာပါပြီးတော့ငါတို့လက်ထပ်တာကသူနဲ့ဘာမှမဆိုင်ဘူးသူစကားမဆုံးခင်မှာပဲဖုန်းမိလာတယ်ဒါကချူတယောက်တည်းအတွက်ပဲတီးတန့်ပေးထားတဲ့ဖုန်းမိတန်မို့လို့သူကပြကြဖုန်းကိုကင်လိုက်တယ်ရှာချူစိတ်မဆိုးပါနဲ့ငါမင်းအတွက် strawberry cake သွားဝယ်တာပါအခုချက်ချင်းပြန်လာခဲ့မယ်လက်ထပ်မယ်ဟုတ်လားစိတ်မပူပါနဲ့မင်းရဲ့ခွင့်ပြုချက်မရှိပဲလင်းရှာကို꿰ရမှာလက်ထပ်ဖို့ငါမဝင်ရဲပါဘူးသူစကားပြောရင်းနဲ့အပြင်ကိုအလောတကြီးပြေးထွက်သွားခဲ့တယ်ရှင်ဘိုးရုံထွက်သွားတာကိုကြည့်ပြီးကျမလည်းအဲ့ဒီအမျိုးသားရဲ့ message ကိုပြန်စာပို့လိုက်တယ်ရှင်ပြောတဲ့အတိုင်းပဲလုပ်ကြဆိုမင်္ဂလာဆောင်ကိုနောက်3ရက်နေရင်လုပ်မယ်ရှင်ဘိုးရုံထွက်သွားပြီးမကြခင်မှာပဲသူ့စီက message တွေတရက်ဆက်ဝင်လာတော့တယ်ကျမသူ့ကိုထပ်ပြီး block လိုက်တဲ့အတွက်သူကနံပါတ်မျိုးကနေဆက်ပြီးပို့နေခဲ့တယ်နောက်ဆုံးတော့ရှင်ဘိုးရုံစိတ်ဆိုးသွားပြီးအမိတ်ပေးတဲ့ message ပို့လာခဲ့တယ်မင်းနံပါတ်ဘယ်လောက်တောင် block ပြီးပြီလဲမမောဘူးလားအကောင်းမြင်စိတ်မရှိတာကိုရက်ပြီးလူသိရှင်ကြားတောင်းပန်စာတင်လိုက်တာဆိုရင်ချူကမင်းကိုခွင့်လွှတ်လိုက်မယ်သူ့ရဲ့ဗိုလ်ကျတဲ့လေတန်းနဲ့အတူစာရွက်စာတမ်းတစ်ခုပါတွဲပို့လာတယ်ကျမဖွင့်ကြည့်လိုက်တော့အဲ့ဒီထဲမှာကျမရဲ့အပြစ်တွေဆိုပြီးအပြစ်ရေးထားတာပဲသူတို့ရဲ့ငယ်တငယ်ချင်းတန်ရောစင်ကိုမလေးစားတာသူ့ရဲ့အသက်ကတကြားလုံးကိုအသက်ဆန်လူစားလာပြီးတော့ကျမမှာအကြမ်းဖက်ခြင်းနဲ့စိတ်ယူတွေရှိပါတယ်ဆိုပြီးဝန်ခံခိုင်းတာတွေအားလုံးပါတယ်ကျမချက်ချင်းပဲဖြစ်ဒီလေးပြစ်လိုက်တယ်ဒါပေမဲ့အဲ့ဒီညကျမရုံးကထွက်မှာပဲရှင်ဘိုးရုံးကရီချူကိုပေးထားတဲ့ပန်းရောင်တန်းကားကြီးကိုချက်ချင်းမြင်လိုက်ရတဲ့ရီချူက strawberry တကြားလုံးကိုကင်ပြီးဟိုလက်ဒီလက်နဲ့ကျမကိုမော်ကြွားတဲ့အကြည့်နဲ့ကြည့်နေခဲ့တယ်ဝင်းစီမင်းစိတ်ဆိုးပြီးကြည်ကြနေတယ်လို့ကြားတယ်ကျမသူ့ဘေးကနေကြော်သွားဖို့ကြိုးစားပေမဲ့သူကကျမရဲ့လက်မောင်းကိုလှမ်းဆွဲလိုက်တယ်ငါ့ကိုဥပိ္ပခမပြုနဲ့မင်းကြောင့်မို့လို့ပေါ်ရင်မင်းညကကောင်းကောင်းအိမ်မပြောခဲ့ဘူးမင်းကအလိုက်တိတဲ့သူမို့လို့ငါအတွက်တောင်းပန်စာတေချာပေါက်တင်ပေးလိုက်မယ်လို့သူခဏပြောနေတယ်ကျမရှောက်နေရကရက်လိုက်တယ်မင်းအုံနောက်ကအဲ့ဒီလောက်တောင်ပျက်စီးနေရင်ဆေးရုံသွားပြလိုက်ပါငါလမ်းကိုပိတ်မနေနဲ့ဒီချာချူရဲ့မျက်နှာပြတ်သွားတယ်ဝင်းချက်မင်းငါ့ကိုဘယ်လိုတောင်ပြောလိုက်တာလဲငါကမင်းနဲ့ပြေးလဲအောင်လာလုပ်တာပါလမ်းကနေရှင်ဘိုးရင်အလောတကြီးပြေးလာတာကိုမြင်လိုက်ရတော့ကျမချက်ချင်းသဘောပေါက်သွားတယ်မထူးဆန်းပါဘူးသူဘာလို့မျက်နှာကိုချက်ချင်းပြောင်းလဲလိုက်လဲဆိုတာကျမကိုပြဿနာရှာဖို့ရိုးသားဟန်ဆောင်တဲ့ပြဆက်ကိုပြန်ကပြနေတာပဲဝင်းချက်မင်းချူကိုထပ်ပြီးအနိုင်ကျင့်နေပြန်ပြီလားမင်းကိုတင်ခိုင်းထားတဲ့တောင်းပန်စာပဲမှာလဲတေချာပါတယ်ရှင်ဘိုးရင်ကရီချူကိုသူ့ရင်ခွင်နဲ့ဆွဲသွင်းပြီးကာကွယ်ပေးလိုက်တယ်ကျမချူကိုကြည့်လိုက်တယ်အဲ့ဒီအချိန်မှာသူ့မျက်ရည်တစ်စက်တောင်ညှိမထွက်နိုင်ပဲပြဆက်ကိုဆက်ကပြနေတော့မယ်